Hello guys ဒီနေ့မှာတော့ video editing လုပ်ရတာဝါသနာပါတဲ့လူတွေအတွက် video ထဲမှာကိုမြင်ကျင်တဲ့အစိတ်ပိုင်းကိုပဲကွက်ပြီးတော့မြန်လိုက်လို့ရတယ် CapCut tips လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျွန်တော်ကတော့ကောင်းကင်ကတိမ်နေအမြန်ရွေ့သွားတဲ့ပုံစံလေးနဲ့ဥပမာပြပေးမယ်ပေါ့နော်ဒီလိုလုပ်ဖို့အတွက်အရေးကြီးဆုံးကတော့ကျွန်တော်တို့ကင်မရာကိုတနေရာထဲမှာအငြိမ်ထားပြီးရိုက်ဖို့ပေါ့နော်ပြီးရင်တော့ကျွန်တော်လိုမျိုးပဲလက်ဖြောက်တီးတဲ့ပုံစံနဲ့လက်လန်းတားတဲ့ပုံစံလေးတရုပ်ဆောင်ပြီးရင်လူကထွက်သွားလိုက်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီတိုင်းပဲကင်မရာကိုနောက်ထပ်မိနစ်30လောက်ဆက်ပြီးတော့ရိုက်ထားလိုက်ပါမယ်ခင်ဗျပြီးရင်တော့ကိုအကြိုက်ရိုက်ထားတဲ့ဗီဒီယိုလေးကို CapCut ထဲထည့်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်လိုမျိုးပဲလက်ဖြောက်တီးတဲ့နေရာလေးမှာတစ်ချက်ရက်လိုက်ပြီးတော့ cap ကိုနှစ်ခုခွဲထုတ်လိုက်ပါမယ်ခင်ဗျခွဲထုတ်ထားတဲ့ cap လေးကိုအောက်ဘက်မှာရှိတဲ့ tools bar ထဲကကျွန်တော်တို့ duplicate ဆိုတဲ့ function လေးစီသွားလိုက်ပေါ့နော်ပြီးလို့ရှိရင် cap လေးကိုကျွန်တော်တို့ duplicate လုပ်ပြီးတော့နှစ်ခုပွားလိုက်ပါမယ်ခင်ဗျပွားပြီးလို့ရတဲ့ cap လေးကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့အောက်ဘက်မှာရှိတဲ့ overlay ဆိုတဲ့ function လေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ခုနကဖြတ်ထားတဲ့နေရာနဲ့ထပ်တူကြအောင်လို့ကျွန်တော်တို့ဗီဒီယိုလေးကိုသွားပြီးတော့ထပ်လိုက်ပါမယ်ခင်ဗျပြီးရင်တော့ကျွန်တော်တို့ overlay လုပ်ထားတဲ့ cut လေးကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့ video speed ကို80ကနေ100အတွင်းကိုစိတ်ကြိုက်တစ်ခုခုတင်လိုက်လို့ရပါတယ်ခင်ဗျပြီးရင်တော့ overlay layer လေးကိုထောက်ပြီးတော့အောက်ဘက်မှာရှိတဲ့ max ဆိုတဲ့ထဲကိုသွားလိုက်ပေါ့နော်ပြီးလို့ရှိရင်အဲ့ထဲက horizontal ဆိုတဲ့ max လေးကိုရွေးပြီးတော့ကျွန်တော်တို့လူရဲ့အပေါ်လေးမှာချိန်ညှိပြီးတော့ max လေးအုပ်လိုက်ပါမယ်ခင်ဗျပြီးရင်တော့လူရဲ့ image လေးပြတ်မသွားအောင်ကျွန်တော်တို့ smooth feather လေးကိုလိုအပ်တယ်လို့လေးချိန်ညှိလိုက်ပါမယ်ခင်ဗျပြီးရင်တော့ဗီဒီယိုရဲ့နောက်ဘက်မှာရှိတဲ့လက်လန်းတားလိုက်တဲ့နေရာလေးမှာတစ်ချက်ရက်ပြီးတော့ overlay layer လေးကိုထောက်ပြီးတော့နှစ်ပိုင်းပိုင်းချလိုက်ပါမယ်ခင်ဗျပြီးရင်တော့ overlay layer လေးရဲ့လက်တားလိုက်တဲ့နောက်ကဗီဒီယိုလေးကိုတစ်ချက်ထောက်ပြီးတော့ speed တဲကိုသွားလိုက်ပေါ့နော်ပြီးလို့ရှိရင်တော့ပုံမှန် speed တိုင်းပဲကျွန်တော်တို့1မှာတစ်ချက်ပြန်ထားလိုက်လို့ရပါတယ်ခင်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ main video ထဲမှာ video layer လေးနှစ်ခုကိုရောပြီးသားဖြစ်သွားပြီပေါ့နော်လက်ဖြောက်တီးလိုက်တဲ့အခါမှာကျွန်တော်တို့ layer လေးတစ်ခုကနေအမြန်ရွေ့သွားပြီးတော့လက်လန်းတားလိုက်တဲ့အချိန်မှာတော့သူကပြန်ရက်သွားတဲ့ပုံစံလေးဖြစ်သွားပါပြီခင်ဗျအရင်မခက်ခဲတဲ့ effect လေးမို့လို့အားလုံးကိုသုံးကြည့်ဖို့အကြံပေးပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းကိုဖန်တီးမှုအားကောင်းတဲ့ဗီဒီယိုတွေဒီဇိုင်းအနေနဲ့အတူတူအဆင့်မြင့်နေကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကို message ပေါက်မှာဆက်သွယ်လို့ရပါတယ်ခင်ဗျ